တရားရီပေါ်မှာမေတ္တာထားတယ်တတ်ချင်းမှရှောင်ကြတယ်ရှောင်တယ်ဆိုတဲ့ဒီအလုပ်ဟာအလင်းမဲ့သွားနေတဲ့အလုပ်ပဲအေးတတ်လိုက်မယ်ဖြတ်လိုက်မယ်ဆိုတာတွေနဲ့နေမယ်ဆိုလို့ရှိရင်တော့ယီတိတတ္တဝါပဲဖြစ်ဖြစ်နော်တတ်တယ်ဆိုတဲ့နေရာမှာခေါင်းစီမျိုးမျိုးပေးတယ်ကိုယ်ကာကွယ်တဲ့အနေနဲ့တတ်တာဘယ်လိုနည်းနဲ့ပဲတတ်တာဖြစ်ဖြစ်တတ်တာကတော့အပြစ်ပဲပေါ့နော်အဲ့တော့သူများအသက်ကိုတတ်ချင်းလို့ဆိုတာသူကအင်္ဂါ၅ချက်နဲ့ပြည့်စုံရင်ပါဏာတိပါဒကံထိုက်သွားတယ်ဘယ်လိုတော့ဆိုလောကလူတွေကထင်ကြတယ်ပြောကြတယ်တချို့ကချင်းနေပေါ်တယ်ချင်းနေမတတ်လို့ရှိရင်လူယောဂဖြစ်လိမ့်မယ်ဒါတွေးတယ်ပေါ့နော်ယောဂဖြစ်မှာဆိုလို့ချင်းကိုတတ်လိုက်တော့ယောဂပျောက်သွားလားဆိုမပျောက်ဘူးဒါပျောက်တာတော့အဲ့တော့စဉ်းစားပုံချင်းကမတူဘူးအေးစဉ်းစားတဲ့ပုဂ္ဂိုလ်ကချင်းမတတ်လို့ရှိရင်ယောဂတွေဖြစ်လာလိမ့်မယ်ချင်းတွေကိုတော့တတ်ရမယ်လို့ဒီလိုယူဆအဲ့တော့ပါဏာတိပါဒကံထိုက်သလားလို့မေးကြည့်လို့ရှိရင်အင်္ဂါ၅ချက်နဲ့ညီရမယ်ပါဏာတိကပါဒကံဆိုတာတရဝါလည်းဖြစ်ရမယ်တရဝါဆိုတဲ့အသိစိတ်လည်းရှိတယ်တတ်ချင်တဲ့စိတ်လည်းဖြစ်တယ်တတ်သိအောင်လည်းလုပ်တယ်သိလည်းသိသွားတယ်ဟောဒီ၅ချက်နဲ့ပြည့်စုံရင်တော့ဘာကောင်တတ်ပါဏာတိပါဒပဲတူဘာအကြောင်းပြနဲ့ပဲတတ်ပါဏာတိပါဒဖြစ်တယ်သို့တော့အပြစ်ကြီးတယ်သေးတယ်တော့ရှိတယ်ဆင်နှကောင်တတ်တာနဲ့ခြေနှကောင်တတ်တာချင်းအပြစ်ချင်းတော့မတူဘူးပေါ့ဆင်တတ်ရတာကြိုးပမ်းအထောက်မှုလုံးလဝိရိယအများကြီးလောက်ရခြေနှကောင်တတ်တာကြတော့လက်လေးထဲမှာအသာလေးပျောက်သွားနိုင်တယ်ပေါ့လုံးလဝိရိယမစိုက်ထုတ်ရဘူးအဲ့တော့ဘာကြောင့်ပဲတတ်တဲ့ပုဂ္ဂိုလ်ဟာပါဏာတိပါဒကံထိုက်လို့တာမကမ္မန္တမဖြစ်ဘူးမေသကမ္မန္တဖြစ်တယ်ပေါ့အဲ့တော့ဘယ်လိုနှလုံးသွင်းရမလဲမေတ္တာထားရမယ်သူလည်းတတ္တဝါငါလည်းတတ္တဝါနော်ငါ့ကိုကြိုက်ရင်ယောဂဖြစ်မယ်ဆိုလို့ရှိရင်မကြိုက်အောင်နေမယ်ချင်အောင်နဲ့နေမယ်နော်သူတို့မရှိအောင်မရှိတဲ့နေရာရှားနေမယ်ရှိလာလို့ရှိရင်လည်းကိုယ်မကြိုက်အောင်ထားမယ်ဒီလိုနေရောမဖြစ်ဘူးလားလို့ဆိုဖြစ်တာပဲနော်တတ်လိုက်လို့တတ်လိုက်သည့်အတွက်ကြောင့်တုံးမျိုးတုံးသွားလားလို့ဆိုဘယ်တုံးမှာမတုံးဆေးဖြန်းလို့နောက်ထပ်ပေါ်လာတဲ့ချင်းကပို့ပြီးတော့ပြီးသွားပို့ဆိုးလာအဲ့တော့တတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအကြောင်းတစ်ခုကိုအကြောင်းပြပြီးတော့သူကတန်မိုးထားတာချင်းကွာသွားတာတန်မိုးထားတာဘယ်လိုထားတော့ဆိုကိုယ်အသက်ရှည်ဖို့အတွက်ကြံတဲ့တရားဝါဒကောင်ကိုဖယ်ပစ်တယ်အဲ့ဒီကလေးက selfish ကိုကြိုးရှာတဲ့သမားဖြစ်သွားပြီနော်အဲ့တော့အဲ့ဒီလိုစိတ်ဓာတ်မျိုးမွေးမဲ့အစားအေးတရားဝါဆိုတာသူလည်းအသက်ရှင်မှာပဲငါလည်းအသက်ရှင်သူ့တက်တန်းနဲ့သူငါတော့ငါ့ကိုမထိခိုက်အောင်မကိုက်အောင်ငါနေမယ်ဆိုပြီးတော့ရှောင်ရှားပြီးချင်မလာတဲ့နီးတွေနဲ့လှုပ်ပြီးတော့နေမယ်ဆိုလို့ရှိရင်လည်းနေလို့ရတယ်ပါဏာတိပါဒကံကလွတ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလိုပဲအကုသိုလ်ကံတွေကနေပြီးတော့ရှောင်ရှားကြကိုယ့်ကိုရှောင်ရှားလောကလူတွေကတန်မိုးထားတာချင်းမတူကြဘူးတချို့ကကိုယ့်အသက်ကိုတန်မိုးထားကိုယ့်အသက်ကိုတန်မိုးထားသည့်အတွက်ကြောင့်သီလနဲ့အသက်ကိုဘယ်ဟာတန်မိုးထားတော့ဆိုသီလကိုတန်မိုးမထားဘူးအသက်ကိုတန်မိုးထားတယ်အသက်တော့အသေးမခံနိုင်ဘူးသီလတော့ပြည့်ချင်ပြည့်ပါစေဒါတန်မိုးထားတာချင်းကွာသောတာပန်ပုဂ္ဂိုလ်တွေဖြစ်သွားပြီဆိုလို့ရှိရင်တော့အသက်ကိုတန်မိုးမထားဘူးသီလကိုတန်မိုးထားတယ်သောတာပန်နေကြအေးအသက်သေးခြင်းသေးပါစေအသက်ဆိုတာတဘဝတစ်ခါပဲသေးတယ်သီလတော့အပြည့်မခံဘူးဆိုတဲ့စိတ်ဓာတ်တန်မိုးထားတာချင်းကွာတယ်ပေါ့